ချန်ပီယံလိဂ်မှာဘယင်လို့တော့ပြောရပဲဒါပေမဲ့ပြောတော့လည်းမခက်ပါဘူးเนาะချန်ပီယံလိဂ်မှာဘယင်လို့တော့ပြောနေရပဲပြောတော့လည်းမခက်ပါဘူးเนาะအဲ့တော့ချန်ပီယံလိဂ်မှာပွဲစဉ်6ပြတာမင်းညကျွန်တော်တို့ဒါ Real Madrid အိမ်ပွဲမှာကျွန်တော်မန်စီးတင်တော့ရှင်တိုင်ခဲ့တယ်အဲ့ဒီသူတို့ရဲ့မိုးလုံလေးလုံးကွင်းရက်မှာချန်ပီယံလိဂ်ဘယင်ဆိုတဲ့ကောင်ကိုချန်ပီယံလိဂ်ဖလား15လုံး16လုံးတော့ယူထားပါတယ်ဆိုတဲ့ကောင်ကိုအေးစစ်စစ်နဲ့ရှယ်ပြင်းခဲ့တာเนาะပထမပိုင်းလောက်ပဲကျွန်တော်တို့အသေးအံခဲမှန်ကန်ခဲ့တဲ့အနေအထားမှာရှိတယ်ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါးကိုဒါကျွန်တော်ပွဲကိုထိန်းချုပ်ပြီးတော့ရှယ်ပြင်းခဲ့တာဖြစ်ပါတယ်အဲ့တော့အခွင့်အရေးတွေအများကြီးဒါအသုံးချခဲ့ရဒီထက်ပိုပြီးတော့တောင်မှဒါ3-1 4-1 5-1ဆိုရလက်လိုမျိုးတွေနဲ့ကျွန်တော်တို့အနိုင်ရနိုင်ခဲ့တဲ့အနေအထားဖြစ်ခဲ့ပါတယ်အဲ့တော့ပြောတာတော့ချန်ပီယံလိဘယင်လို့ပြောတာပဲအဲ့လိုကြီးလည်းမခက်ဘူးเนาะအဲ့တော့ဒါပထမပိုင်းမှာကျွန်တော်တို့ဒီပထမဆုံးဂိုးသွင်းတာတော့ဒါ Real Madrid ကအရင်သွင်းတာပေါ့เนาะဒီဆိုနောက်တန်းဒီညာဘက်ချမ်းနီကိုအိုရိုင်းလီဘက်ကနေပေါက်ထွက်သွားတဲ့အလုံးရိုဂျီကိုဆွဲထွက်သွားတဲ့အလုံးကိုဒါနီကိုအိုရိုင်းလီလိုက်တယ်ဒါပေမဲ့မမိလိုက်ဘူးအဲ့စောက်ပုကိုမမိလိုက်ဘူးပြေးသွားတယ်အဲ့နီကိုအိုရိုင်းလီကိုကြော်ပြီးတော့သွန်းသွားတယ်တကိုးပေးလိုက်ရတယ်တိတ်မကြောက်ဘူးမိနစ်ပိုင်းတွင်မဲ့ဒါကျွန်တော်တို့ဒါတောင်းခံဘောကနေရတဲ့အလုံးကိုဒါရှုပ်ချက်ခတ်နေကြားရတယ်ပြီးနောက်ခံလူနီကိုအိုရိုင်းလီကပဲပြန်ပြီးသွန်းလိုက်တယ်ပြန်သွန်းလိုက်တော့ဝိုင်းဝန်းဖြစ်သွားတယ်ကျွန်တော်ပွဲကပိုးမြိုင်သွားရပေါ့ဗျာအဲ့တိတ်ထပ်မကြောက်ဘူးပဲဒီလိုပဲအဲ့ဒိုကူနဲ့ဒီညောက်အိုရိုင်းလီရဲ့အလှုပ်ခတ်တွေတော်တော်ကောင်းတယ်နော်ဒိုကူနဲ့အိုရိုင်းလီရဲ့ဒီကိုအိုရိုင်းလီရဲ့အလှုပ်ခတ်တွေဒီကိုအိုရိုင်းလီဆိုရင်တော်တော်ကိုကောင်းခဲ့တာဒါဒီညဒါနောက်တစ်ခုဆိုရင်လည်းဟာလန်ပင်တီကန်တော့အလုံးဆိုရင်လည်းဒါဒိုကူချပေးတဲ့အလုံးဒါအိုရိုင်းလီကနေပြန်ချိုးပေးလိုက်တာပြန်ချိုးပေးလိုက်တဲ့အချိန်မှာဟာလန်ကပိတ်သွင်းမဲ့အနေထားမှာဒါ Real Madrid နောက်ခံလူသားရိုဂျီကဒီဆွဲတယ်လူဆွဲလိုက်တယ်ပေါ့ဗျာဟာလန်ကဆွဲလိုက်တဲ့ပုံစံမျိုးဖြစ်သွားလို့ဒါပင်တီရသွားတယ်အဲ့ဒီပင်တီကဟာလန်ကအမှားယုံရှိကန်သွင်းခဲ့တာဖြစ်တဲ့ဒါပထမပိုင်းမှာပဲကျွန်တော်1-2ဆိုရလာတယ်ကျွန်တော်အေးစေးအနိုင်ရခဲ့တယ်အဲ့တော့ဒါပထမပိုင်းမှာကတည်းကဒါကျွန်တော်တို့ဒီမျိုးကိုအိုရိုင်းလီကတော်တော်ခြေစွမ်းပြခဲ့တာเนาะတော်တော်ခြေစွမ်းပြခဲ့တာအဲ့တော့ဒီဒုတိယပိုင်းရောက်တဲ့ချိန်မှာဒါပွဲကိုဒါကျွန်တော်တို့မက်ဆီးတင်းကပဲထိန်းချုပ်ပြီးတော့ထပ်ပြီးကစားကြတယ်ရီယယ်မက်ဒရစ်ကတစ်ချက်ဖောက်တာရှိတယ်ဒါပေမဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးကြီးပါပဲဒါကျွန်တော်မက်ဆီးတင်းကထိန်းချုပ်ကစားသွားတယ်အဲ့တော့ပွဲပြီးကန်ဒီချိန်မှာကွာဒီယိုလာကဒါမိနစ်ပွဲပြီးမိနစ်7မိနစ်လောက်အလိုမှာပဲဒါကျွန်တော်တို့ဒါဖိုရန်တို့ပါတော့အဝါကထိစားတော့အဲ့တော့ဖေးဖိုရန်ကိုထုတ်တယ်ဟာလန်ကိုထုတ်တယ်ပြီးလို့ရှိရင်ဒါကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့sorry ဟိုချာကီကိုထုတ်တယ်ပေါ့နော်ဟာလန်ရဲ့ဖိုရန်ချက်ကေဒီကစားသမားတွေထုတ်ပြီးတော့ဒါမာမော့စ်တို့ဒါဆာဗညိုတို့ဒါထည့်လိုက်တယ်ပေါ့နော်ရိန်ဒါတို့ထည့်တယ်ပြီးလို့ရှိရင်ဒါထပ်ပြီးတော့ပဲပွဲပြီးကန်ဒီမှာဒါဟိုဗတ်တန်းကို9ရောက်လောက်ထားပြီးတော့နေတန်ကီကိုထည့်ပြီးတော့ဒါဒိုကူကိုထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ပြောချင်တာပွဲကိုကွာဒီလာကောင်းကိုဒီမောက်ကိုအလွန်ဆိုကောင်းထိန်းချုပ်ပြီးတော့ကစားနိုင်ခဲ့တယ်အလွန်ဆိုရဲ့ဟိုတက်ကနစ်တွေကရိုးသေးပါတယ်နှုတ်သေးပါတယ်ဆိုတဲ့အနေထားနဲ့ကိုလုပ်ပြီးကစားပလိုက်တယ်နော်အဲ့တော့ပထမပိုင်းမှာကျွန်တော်တို့ပေးတတ်တယ်ရင်တပတ်မှနဲ့ကြီးကောင်းကြည့်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီနှစ်ကိုပြန်သွန်းပြတဲ့အချိန်မှာကျွန်တော်မန်စီးနေပွဲကိုလုံးဝစိုးမိုးပလိုက်တာတော်တော်ကြည့်လို့ကောင်းပါဘောနော်ဒါတော့မှကျွန်တော်တို့တင်ရတာဒီကွင်းလယ်ပိုင်းလေးနည်းနည်းလေးအားနည်းလို့ဖြစ်သွားတယ်နော်ကွင်းလယ်ပိုင်းနည်းနည်းလေးပြောစရာရှိတယ်ကျန်တဲ့ဘက်ဘာမှပြောစရာမရှိဘူးအကုန်လုံးကောင်းတယ်အဲ့တော့ဒီပြောရမယ်ဆိုရင် Real Madrid လို့အသင်းမျိုးကိုဒါကျွန်တော်တို့ဘောလုံးပိုင်ဆိုင်မှုလည်းဒါဒုတိယပိုင်းမှာဆိုအတာနဲ့ကိုကျွန်တော်ကစားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီတိုးတဲ့ရှုကတော့ကျွန်တော်ရှုဝင်တာကကျွန်တော်မက်ဆီရဲ့8ကြိမ်တောင်နော်ရှုဝင်တာက8ကြိမ်ထိဒါကျွန်တော်လုံနိုင်ခဲ့တယ်ဘစ်ချန်ကျွန်တော်4ကြိမ်လုံနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့တိုးတဲ့ရှုကတော့ဒါ Real Madrid ကတော့တပုံးပုံးနဲ့ရှုတာပဲဒါပေမဲ့ဒီကောင်ကတလွဲတွေကန်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဖလား15လုံးနဲ့16လုံးတွေမေ့ထားကြလိုက်တော့လောင်းလောင်းကိုကဖလားတွေချန်ပီယံလိဖလားတွေမေ့ထားကြလိုက်တော့လက်ရှိခြေစွမ်းဒီတာလေးအရေးကြီးတယ်ဘောလုံးသမိုင်းမှာရှေ့ရဟိုချီချောက်ရည်ညွှတ်ရတော့စောင့်မြင်ကြတာကျွန်တော်မရှိဘူးသိရမလားချီချောက်ရည်ညွှတ်ကရခဲ့တဲ့သမိုင်းတွေထားခဲ့လိုက်လက်ရှိခြေစွမ်းဒီတာအရေးကြီးတယ်အဲ့တော့လက်ရှိခြေစွမ်းသုံးစားမရလို့မင်းတို့အတင်းရှုံးတာမှတ်တာဟုတ်ပြီလားမင်းတို့ Real Madrid ဘာစိတ်မှရှိတဲ့တဲ့မဟုတ်ဘူးမှတ်တာလာခဲ့အောင်ထပ်တွေ့အောင်နောက်ဒီကျွန်တော်တို့ဒီ final ဆင့်တို့ဒီ quarter တို့ဆင့်မှာထပ်တွေ့ချင်သေးတယ်မင်းတို့အဲ့အသင်းကို Real Madrid ကိုထပ်တွေ့ချင်တယ်ထပ်လှော်လိုက်မယ်အဲ့တော့ဒါဖြစ်ဖြစ်ကျွန်တော်တို့1-2ဆွဲရတဲ့နဲ့အနိုင်ရပဲလို့နိုင်ပွဲဆက်ခဲ့တယ်ဒီနိုင်ပွဲကြောင့်ပဲဒါကျွန်တော်မက်ဆီအသင်းဟာ6ပွဲကစားပြီးတော့ဒါရမှတ်73မှတ်နဲ့အဆင့်4မှာကျွန်တော်တို့ဒါ PSG နဲ့အတူရက်တည်နေပါတယ်အဲ့တော့အဆင့်
တစ်ကတော့အာဆင်နယ်ပေါ့နော်အဆင့်2ကအာဆင်နယ်16မှတ်နဲ့အဆင့်1မှာရပ်တည်နေတယ်ပြီးရှင်အဆင့်2မှာဒါလီဗာပူးဆန်ရဲ့ဘိုင်ယန်အဆင့်2မှာရပ်တည်နေအဆင့်3နဲ့4မှာကျွန်တော်မန်စီးတီးနဲ့ PSG ကပူးတွဲရပ်တည်နေပေါ့နော်73မှတ်နဲ့အဲ့တော့ဂျာလက်တွေအခြေအနေကောင်းပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ရီယယ်မက်ဒရစ်လို့အဲ့မိုးလုံးလေးလုံးဝင်းကြီးဆိုတဲ့ဝင်းရက်မှာကိုရီယယ်မက်ဒရစ်လို့အသင်းကိုအနိုင်ရယူနိုင်ခဲ့တာကိုချိန်ရတာကျွန်တော်သူတို့ပြောတယ်မနေ့ကပြောရမလားမိုးလုံးလေးလုံးဝင်းထဲမှာအလုံးပိတ်ပြီးပါဖြစ်တယ်ညာပြတယ်ခောက်ထားလိုက်တော့အဲ့ဒီရောင်းလုံးကွာတွေခောက်ထားလိုက်တော့နော်အဲ့ဒီမိုးလုံးလေးလုံးဝင်းကြီးထဲမှာကျွန်တော်မန်စီးအသင်းကမင်းတို့15လုံး16လုံးရထားတဲ့အသင်းကိုအလုံးပိတ်ပြီးတော့ဂျင်းထုတ်ခဲ့တာရှင်းလားမတ်ချ်ဖန်နေကြည့်နေ sorry ပဲညီကိုတို့နော်အဲ့တော့ကျွန်တော်မန်စီးတဲ့ဒါအခုနောက်ပိုင်းဒါနိုင်ပွဲဆက်ခဲ့တယ်ပေါ့နော်နိုင်ပွဲဆက်ပြီးတော့ကျွန်တော်တို့ဒါနောက်တစ်ပတ်ဒါပရီးမီးယားလိဂ်မှာခရစ္စတယ်ဘဲလိအသင်းအိမ်ခွဲမှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်ဆိုတော့ပြောကြရင်ဒီကိုချုပ်ပြစေကျွန်တော်တို့ရဲ့သတင်းတွေကို YouTube မှာရော TikTok မှာရောတင်နေတာဖြစ်လို့ YouTube တို့ TikTok တို့ရောက်ခဲ့လဲလာရောက်အားပေးကြဖို့မြစ်တာရက်ခံကြပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မစီးဒီဒါပဲ